ကဘာပေါ်မှာတကယ်ရှိခဲ့ပြီးတနေ့တည်းနဲ့ပျောက်ကွယ်သွားတဲ့မြို့တစ်မြို့ရှိခဲ့တယ်ဆိုရင်သင်ယုံနိုင်မလားအဲ့ဒီမြို့ဟာသမုဒ္ဒရာအောက်မှာအခုထိနှိမ့်မြုပ်နေပြီးသမိုင်းပညာရှင်တွေနဲ့ရှေးဟောင်းသုတေသနပညာရှင်တွေနှစ်ပေါင်းထောင်ချီပြီးရှာဖွေခဲ့ကြပေမဲ့ဘယ်သူမှရှာမတွေ့နိုင်သေးတဲ့နတ်နဲတဲ့ဘေးဒီတစ်ခုရှိပါတယ်ဒီနေ့မှာတော့လူသားသမိုင်းတွေကကဘာဦးခေတ်ရဲ့အလှပဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့အတ္တလန္တိတ်အကြောင်းကိုကျွန်တော်တို့နဲ့အတူတွားရောက်လေ့လာကြည့်ကြမယ် စိတ်ဝင်စားဖွယ်ကိုကြီးပိုင် channel ကိုကြီးပိုင် Some Middle Eastern instruments Powerful cinematic rise လွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကဂရိတွေးခေါ်ပညာရှင်ကြီးဖလေတိုကဒီအကြောင်းကိုစတင်ပြောပြခဲ့ပါတယ်။သူပြောပြချက်အရအတ္တလန္တစ်ဆိုတာတာမန်မြို့တစ်မြို့မဟုတ်ပါဘူး။ပင်လယ်နက်ဖျားပိုစီဒွန်ကိုယ်တိုင်ဖန်တီးခဲ့တဲ့နေရာတစ်ခုပါ။ဒီမြို့ကြီးဟာအင်အားကြီးမားတဲ့ကျွန်းနိုင်ငံတစ်ခုဖြစ်ခဲ့ပြီးသူ့ရဲ့စည်းစိမ်ချမ်းသာကအခုခေတ်ကျွန်တော်တို့မြင်တွေ့နေရတဲ့ဘယ်နိုင်ငံနဲ့မှမရှင်နိုင်အောင်ကြွယ်ဝခဲ့ပါတယ်။စဉ်းစားကြည့်လိုက်ပါမြို့ရဲ့ပုံစံဟာဝိုင်းဆက်နေတဲ့ကျုံးတွေမြောင်းတွေနဲ့အထက်ထက်ဝန်းရံထားပြီးရွှေတွေငွေတွေနဲ့ပြုလုပ်ထားတဲ့နံရံတွေကနေရောင်အောက်မှာတလက်လက်တောက်ပနေမှာပါမြို့လေကောင်မှာတော့ပိုစီဒွန်နတ်ဖျားအတွက်ရည်စူးထားတဲ့အေယာမရွှေစင်ရုပ်ထုကြီးနဲ့နတ်ကွန်းကြီးရှိပါတယ်အဲ့ဒီခေတ်ကလူတွေဟာအခုခေတ်ထက်တောင်ပိုပြီးသိပ္ပံနည်းကျထမ်းမြက်ခဲ့ကြသလိုလေကြောင်းခရီးကအစသမုဒ္ဒရာအောက်ခြေခရီးစဉ်တွေအထိသွားလာနိုင်ခဲ့ကြတယ်လို့တချို့ကယုံကြည်ကြပါတယ်။ဒါပေမဲ့ဒီလောက်အင်အားကြီးတဲ့မြို့တော်ကြီးကဘာကြောင့်ရုတ်တရက်ကြီးပျောက်ကွယ်သွားရတာလဲ။အဲ့ဒီအချိန်မှာလူသားတွေရဲ့လောဘကဘယ်လောက်ထိကြီးမားသွားခဲ့လို့လဲ။ကျွန်တော်တို့သိထားရမယ့်အချက်ကအတ္တလန္တစ်ဟာရိုးရိုးရှင်းရှင်းကြီးနစ်မြုပ်သွားတာမဟုတ်ဘူးဆိုတာပါပဲ။သူတို့ဟာကမ္ဘာကြီးကိုစတင်ဆုံးဖို့ကြိုးစားခဲ့ကြပါတယ်။သူတို့ရဲ့စစ်တပ်တွေဟာမြေထဲပင်လယ်တဝိုက်ကနိုင်ငံတွေကိုသိမ်းပိုက်ခဲ့ပြီးနောက်ဆုံးမှာတော့အေသင်မြို့ကိုတိုက်ခိုက်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲနတ်ဖျားတွေကသူတို့ရဲ့မောက်မာမှုကိုမနှိမ့်မြို့တော့ပါဘူး။ကဲအခုမိတ်ဆွေတို့မျက်လုံးထဲမှာမြင်အောင်ကြည့်လိုက်ပါ။တနေ့သောနက်နက်ခင်းမှာကောင်းကင်ကြီးရဲ့ရုတ်တရက်မဲမောင်သွားတယ်။ကြောင်းမက်ဖွယ်ကောင်းတဲ့ငလျင်တွေကအတ္တလန္တစ်မြေပြင်ကိုတုန်ခါစေခဲ့တယ်။လူတွေဟာအော်ဟစ်ပြေးလွှားနေကြပေမဲ့ဘယ်ကိုမှပြေးစရာမြေမရှိတော့ပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့အရန်အားကိုးခဲ့တဲ့ပင်လယ်ကြီးကသူတို့ရဲ့ရန်သူဖြစ်လာလို့ပါပဲ။အေယာမဆူနာမီလိုင်းလုံးကြီးတွေကတောင်တန်းတွေထက်မြင့်တက်လာပြီးမြို့နိုင်ရန်တွေကိုရိုက်ခတ်ဖျက်ဆီးပစ်လိုက်တယ်။ရွှေနန်းတော်တွေလှပတဲ့ဥယျာဉ်တွေနဲ့အစင်းမြင့်နည်းပညာတွေအားလုံးရေအောက်ကိုစက္ကန့်ပိုင်းတွင်ဆွဲချခြင်းခံလိုက်ရပါတယ်။တနေ့နဲ့တညအတွင်းမှာပဲအတ္တလန္တစ်ဆိုတဲ့နာမည်ဟာကမ္ဘာမြေပုံပေါ်ကနေထာဝရပျောက်ကွယ်သွားခဲ့ရပါတယ်။ဒီနေရာမှာဘူတုဒအနေနဲ့အဲ့ဒီခေတ်ကာလရဲ့သမိုင်းကြောင်းကိုနည်းနည်းပြောပြခြင်းပါတယ်။ဖလေတိုရဲ့မှတ်တမ်းတွေအရအတ္တလန္တစ်ဟာတယံဇာတအလွန်ပေါများတဲ့နေရာပါအထူးသဖြင့်အိုရီကေဂမ်လို့ခေါ်တဲ့အနီရောင်တောက်သတ္တုတစ်မျိုးထွက်ရှိခဲ့ပါတယ်အဲ့ဒီသတ္တုဟာရွှေထက်တောင်ပိုတန်ဖိုးရှိပြီးအလွန်ခိုင်မာတယ်လို့ဆိုကြပါတယ်အတ္တလန္တစ်ရဲ့လူနေမှုစရိုက်ဟာအစပိုင်းမှာတော့တရားမျှတမှုနဲ့ငြိမ်းချမ်းရေးကိုအခြေခံပါတယ်သူတို့မှာဘယင်10ပါးရှိပြီးတဦးကိုတဦးလေးစားကြပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့မျှသူတို့ရဲ့သွေးနှောမှုတွေလောဘတွေကြောင့်သူတို့မှာရှိတဲ့နတ်ဖျားဆန်တဲ့ဇယက်တွေပျောက်ကွယ်သွားပြီးလူသားဆန်တဲ့မကောင်းမှုတွေရောက်လာခဲ့ပါတယ်။ဒါဟာနတ်ဖျားတွေဟာသူတို့ကိုပြစ်ဒဏ်ခတ်ဖို့အဓိကအကြောင်းရင်းဖြစ်လာခဲ့တာပါ။အခုချိန်မှာတော့ပညာရှင်တွေကအတ္တလန္တစ်ဟာတကယ်နေရာလားဒါမှမဟုတ်ပလေတိုဖန်တီးခဲ့တဲ့ပုံမြင်လားဆိုတာအငြင်းပွားနေကြတော့မှာ။တချို့ကတော့အတ္တလန္တိတ်သမုဒ္ဒရာထဲမှာရှိတယ်လို့ပြောကြသလိုတချို့ကလည်းမြေထဲပင်လယ်တွေကစန်တိုရီနီကျွန်းရဲ့မီးတောင်ပေါက်ကွဲမှုဟာအတ္တလန္တစ်ရဲ့ဖြစ်ရမှန်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ဒါပေမဲ့ပယ်ရှားပွေမှုကမှအဖြစ်အစစ်မှန်ကိုမပေးနိုင်သေးပါဘူး။အတ္တလန္တစ်ရဲ့ပျောက်ကွယ်မှုဟာကျွန်တော်တို့ကိုဘာတွေသင်ပေးခဲ့သလဲ။အင်အားကြီးမားမှုကျွဲဝမှုနဲ့နည်းပညာတွေဟာအရာအလုံးမဟုတ်ဘူးဆိုတာပါပဲ။ဇာတိဋ္ဌမန်နိုင်ပြိုလဲသွားတဲ့နေ့ဟာဘလောက်ပဲခိုင်ခန့်တဲ့အင်ပါယာကြီးဖြစ်ဖြစ်ပြိုလဲသွားမယ့်နေ့ပါပဲ။အတ္တလန္တစ်ဟာသူ့ရဲ့ကိုယ်ပိုင်အောင်မြင်မှုတွေပေါ်မှာမာနတက်ခဲ့လို့နောက်ဆုံးမှာတဘာဝတရားရဲ့ဝါမျိုးခြင်းကိုခံလိုက်ရတာပါဒီနေ့ခေတ်ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကိုပြန်ကြည့်လိုက်ရင်လည်းအတ္တလန္တစ်လိုပဲနည်းပညာတွေတိုးတက်လာတယ်တဘာဝပတ်ဝန်းကျင်ကိုစိန်ခေါ်လာကြတယ်
ကျွန်တော်တို့တွေရောအတ္တလန္တိရဲ့လမ်းဟောင်းတိုင်းလိုက်နေကြတာလားဇလန်ရဲ့အစုပ်သက်မှာမိတ်ဆွေတို့ကိုမေးခွန်းတစ်ခုမေးချင်ပါတယ်အကယ်၍တနေ့မှာအတ္တလန္တိမြို့တော်ကြီးကိုမိတ်ဆွေတို့တကယ်ရှာတွေ့ခဲ့မယ်ဆိုရင်အဲ့ဒီကထွက်ပေါ်လာမယ့်လျှို့ဝှက်ချက်တွေကကျွန်တော်တို့ကဘာကြီးကိုကဲတင်နိုင်မလားဒါမှမဟုတ်ပို့ပြီးပျက်စီးစေမလားတန်ဖိုးမပြတ်နိုင်တဲ့အရာတွေဟာတစ်ခါတလေမှပျောက်ကွယ်နေတာပဲပို့ပြီးလှပနေတတ်ပါတယ်အတ္တလန္တိဆိုတာလူသားတွေရဲ့စိတ်ကူးရင်အိမ်မက်တစ်ခုလားဒါမှမဟုတ်ကျွန်တော်တို့တတိထားဖို့ပေးထားတဲ့သမိုင်းပေးသင်ခန်းစာတစ်ခုလားဆိုတာမိတ်ဆွေတို့ကိုယ်တိုင်ပဲစဉ်းစားကြည့်ပါတော့နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုလျှို့ဝှက်စမ်းကြဲတဲ့ဇလန်းတွေကိုနှစ်သက်တယ်ဆိုရင်နောက်ထပ်လျှို့ဝှက်ချက်တွေအများကြီးရှိပါသေးတယ်အားလုံးပဲကောင်းမွန်တဲ့နေ့လေးဖြစ်ပါစေ။